လေးကျော်ဆက်နဲ့ပြုလုပ်နိုင်တဲ့စားစရာ6မျိုးရှိပြီးတော့တစ်ခုချင်းစီတိုင်းကအရန်ကိုမှအရသာရှိပါတယ်ပထမအဆုံးအနေနဲ့အာလူတစ်လုံးကိုအပေါ်တစ်ချမ်းကိုဖျောက်တန်းစွာလှီးပြီးတော့နောက်တစ်ချမ်းကိုစောင်းပြီးတော့လှီးလိုက်ပါအာလူကိုပိုက်ကွန်လိုပုံစံဖြစ်အောင်လုပ်ပေးရမှာဖြစ်ပါတယ်ပြီးတော့ပြီးဆိုတော့ရေထဲမှာခဏဆင်ပြီးတော့အာလူကနေထွက်လာတဲ့အဆေးတွေကိုစီးချရပါမယ်ပြီးတော့ပြီးဆိုတော့အာလူတွေကိုအချောင်းလိုက်ဖြစ်အောင်လုပ်ပြီးတော့ရေစင်အောင်ထားပြီးတော့စီဖြန်းကလေးကျော်ဆက်ထဲမှာအပူချိန်180ဒီဂရီနဲ့မိနစ်20လောက်ကိုဖုတ်ရပါမယ်ပြီးတော့ပြီးဆိုတော့กินထားတဲ့အမွေးကြိုင်နဲ့ခရမ်းရည်စီဆော့ဖြူပြီးတော့စားလို့ရပါပြီဒီလိုမျိုးလုပ်ထားတဲ့အာလူကွန်ကအရန်ကိုမှအရသာရှိပါတယ်ဒါကိုတင်ယူပြီးတော့တင်လိုက်လုပ်နိုင်ပါတယ်ဒုတိယအနေနဲ့ကတော့ကစုံဥကိုအကောင်းဆုံးချက်လုပ်နေလို့ကျွန်တော်ကတော့ထင်ပါတယ်ဒါကတော့လေကူပြီးတော့ကလေးတွေကလည်းကြိုက်ကြပါတယ်ပထမအဆုံးအနေနဲ့ကစုံဥကိုပေါင်းပြီးတော့ခရင်နဲ့ကိုမှခြေရပါမယ်ပြီးတော့ပြီးဆိုတော့တခြားတစ်စုံကောက်ညင်းမှုန့်နှစ်စုံထည့်ပြီးတော့ချုံမွေးတဲ့မုတ်သားဖြစ်အောင်လို့ကိုနေရပါမယ်ပြီးတော့ပြီးဆိုတော့မုတ်သားတစ်ဝက်ကိုယူပြီးလေအီးကျော်ဆက်ထဲမှာအပူချိန်160ဒီဂရီနဲ့10မိနစ်လောက်ကိုအရင်ဖုတ်ရပါမယ်ပြီးတော့ပြီးဆိုတော့ပကံထဲမှာကြက်ဥနှလုံးတခြားတစ်စုံနောက်တစ်ဝက်ကိုထည့်ပြီးတော့3မိနစ်လောက်ကိုမှုရပါမယ်ပြီးတော့ပြီးဆိုတော့အိုးထဲမှာ10မိနစ်လောက်ထည့်ပြီးတော့အပူချိန်180ဒီဂရီနဲ့ထပ်ပြီးတော့ဖုတ်ရပါမယ်ဒါကတော့ချိုပြီးတော့နှုံးညက်ပြီးလူကြီးရောကလေးပါကြိုက်ကြပါတယ်တတိယအနေနဲ့ကတော့အကျော်မိုးပြားတစ်ချက်ကိုယူပြီးတော့မုတ်သားအချင်းရေကိုညှစ်ပြီး brush နဲ့ညင်ညာအောင်လုပ်ကိုတုပ်ရပါမယ်ပြီးတော့ပြီးဆိုတော့ရေညစ်အသားချောက်ကိုတစ်ထပ်ဖြူပြီးတော့ဝက်ဥကြောင်တစ်ချောင်းကိုလည်းထည့်ပြီးတော့လိပ်ရပါမယ်ပြီးတော့ပြီးဆိုတော့အချောင်းလေးတွေဖြစ်အောင်လို့လှီးပြီးတော့ကျဲဥနှစ်ကိုတုပ်ပြီးနှမ်းနဲ့ဖြူပြီးလေးကြော်ဆက်ထဲမှာအပူချိန်180ဒီဂရီနဲ့10မိနစ်လောက်ဖုတ်ရပါမယ်ဒါကတော့မီးကင်ထားတဲ့ဝက်ဥကြောင်နဲ့အသားချောက်လေးဖြစ်ပြီးတော့မှုပြီးတော့ကျွေရပါတယ်စနိုဒါအနေနဲ့ကလေးတွေကြောင်းပိတ်ရမှာဒီအာလူဝက်ဥကြောင်ပီဇာကိုတစ်ပတ်ကို2ကြိမ်လောက်လုပ်ပေးပါတယ်ပေါင်းထားတဲ့အာလူကိုစားတစ်စုံနဲ့ထည့်ပြီးတော့ခြေရပါမယ်ပြီးတော့ရင်ပဲမှုတ်ထည့်ပြီးတော့အမှုန့်မကြအောင်လုပ်ကိုနေရပါမယ်ပြီးတော့ရင်တော့ပီဇာမှုတ်အဖြစ်ကိုမှပုံသွင်းပြီးတော့အပေါက်တွေဖြစ်အောင်ခရင်နဲ့ထိုးပြီးတော့လေအီးကျော်ဆက်ထဲမှာအပူချိန်180ဒီဂရီနဲ့10မိနစ်လောက်အရင်ကိုဖုတ်ပေးရပါမယ်ပြီးတော့ပြီးစတော့ခရမ်းရင်ဒီစောတစ်ထပ်တုပ်ပြီးတော့ဝက်ဥကြောင်ပြုတ်ထားတဲ့ဟင်းသီးဟင်းရွက်တွေကိုတင်ပြီးနောက်ဆုံးမှာ cheese တင်ပြီးတော့အပူချိန်180ဒီဂရီနဲ့10မိနစ်လောက်ကိုထပ်ဖုတ်ရပါမယ်ဒီလိုမျိုးလုပ်ထားတဲ့အာလူဝက်ဥကြောင်ပီဇာကပြင်မာရောင်းတာထက်တောင်မှပို့ပြီးတော့အရသာရှိတယ်လို့ကလေးတွေကပြောကြပါတယ်ပြင်စမအနေနဲ့ကတော့လေအီးကျော်ဆက်ရှိရင်ဒီအပြင်ကျွတ်ပြီးတော့အတွင်းနှုတ်တဲ့ပြားရည်ပေါမုတ်ကိုမနာလွတ်တန်ကိုမှစားကြည့်တင်ပါတယ်ပေါမုတ်ကို၄ပိုင်းခွဲပြီးတော့ကျုပ်နှလုံးနှုတ်ရည်100 gram နဲ့ရောင်းဝှေ့ပြီးတော့ပေါမုတ်ကိုကျုပ်နှုတ်ရည်နဲ့တုပ်ရပါမယ်ပြီးတော့ပြီးဆိုတော့အပူချိန်180ဒီဂရီနဲ့10မိနစ်လောက်ကိုဖုတ်ရပါမယ်အလဲမှာပြားရည်တုပ်လိုက်ရင်မှုေးပြီးတော့ကျွတ်ရကလွယ်ကူပါတယ်စတမအနေနဲ့ကတော့အကျော်မိုးပြားတစ်ချက်ကိုလေးကျော်ဆက်ထဲမှာအပူချိန်180ဒီဂရီနဲ့9မိနစ်လောက်ကိုအရင်ဖုတ်ရပါမယ်ပြီးတော့ပြီးဆိုတော့ဆော့တစ်ထပ်တုပ်ပြီးတော့ cheese တစ်ထပ်ဖြူကငကမောက်တီတရက်သီးကိုထည့်ပြီးတော့နောက်ဆုံးမှာ cheese တစ်ထပ်ကိုထပ်ပြူပြီးတော့အပူချိန်180ဒီဂရီနဲ့10မိနစ်လောက်ကိုထပ်ဖုတ်ရပါမယ်ဒီလိုမျိုးလုပ်ထားတဲ့အသီးအနှံ cheese pizza ကချိုပြီးတော့ကျိုးရီလိုမျိုးရှိလျက်ပါတယ်လေးကျော်ဆက်နဲ့လုပ်လို့ရတဲ့ပါမုံမနက်စာ6မျိုးကိုပြပြပေးလိုက်ပါတယ်နံပါတ်1 cheese ပါမုံမနက်စာပါမိုးပြားနှစ်ချက်ကိုယူပြီးတော့ဝက်ပောင်ကြောင်းနဲ့ cheese အနေငယ်ဖြူပေးလိုက်ပါအပေါ်ကနေပါမိုးတစ်ချက်ထပ်အုပ်ပြီးတော့ပါမိုးရဲ့အလဲကိုဇုံးနဲ့ဖိပြီးတော့အခွက်ကလေးကိုလုပ်ပေးလိုက်ပါအခွက်သေးကိုကျုပ်အနှစ်တစ်လုံးထည့်ပြီးတော့ဘေးပပတ်လင်မှာ cheese အနေငယ်ထပ်ဖြူပေးလိုက်ပါလေးကြော်ဆက်တဲ့ကိုထည့်ပြီးတော့180ဒီဂရီစင်တီဂရိတ်နဲ့7မိနစ်ကြော်ပေးလိုက်ပါ cheese တွေရေးပြောပြီးတော့မွေးနေတဲ့ cheese ပါမိုးမနက်စာကိုရရှိမှာဖြစ်ပါတယ်နံပါတ်2 cheese နဲ့ဝက်ဥကြောင်းပါမိုးကင်ပါမိုးပေါ်ကို cheese ပြားတစ်ချက်နဲ့ဝက်ဥကြောင်းတစ်ခုတင်ပြီးတော့မေယိုဆောင်းနဲ့ခရမ်းချင်ဒီဆော့ကိုညှစ်ပေးလိုက်ပါတော်ကြထိုးတန်တဲ့ပါမိုး cheese နဲ့ဝက်ဥကြောင်းကိုတူတွဲပြီးတော့လေးကြော်ဆက်တဲ့ကိုထည့်လိုက်ပါ180ဒီဂရီစင်တီဂရိတ်နဲ့15မိနစ်ကြော်ပေးလိုက်ပါမိဖို့ထဲမှာဆိုတော့ဖြင့်180ဒီဂရီစင်တီဂရိတ်နဲ့15မိနစ်ကိုကြော်ပေးလို့ရပါတယ်ကျွေးရနေတဲ့ cheese နဲ့ဝက်ဥကြောင်းကင်ကိုရရှိမှလည်းဖြစ်ပါတယ်နံပါတ်3အနေနဲ့ကတော့ cheese ပါမိုးလေးပါမိုးကိုဖိပြီးတော့ပါသွားအောင်လို့ကိုပြုလုပ်လိုက်ပါပါမိုးပြားပေါ်မှာဝက်ပောင်ကြောင်းအမြင်နဲ့ cheese အနေငယ်ဖြူပြီးတော့လှိမ့်ပေးလိုက်ပါလှိမ့်ထားတဲ့ပါမိုးကိုကျဲဥရည်တဲကိုနှစ်ပြီးတော့လေးကြော်ဆက်ထဲကိုထည့်လိုက်ပါ160ဒီဂရီစင်တီဂရိတ်နဲ့15မိနစ်ကိုကြော်ပေးလိုက်ပါမိနစ်နဲ့ငယ်ကြာရင်တော့တစ်ဖက်လှန်ပေးလိုက်ပါအပြင်ဘက်ကနေကိုကျွတ်ရပြီးတော့အတွင်းကနူးညံ့တဲ့ cheese ပါမိုးလေးကိုရရှိမှာဖြစ်ပါတယ်နံပါတ်4ပြားရည်ပါမိုးကင်ပါမိုးပြားတစ်ချက်ကိုအလဲကနေနှစ်ချမ်းဖြတ်လိုက်ပါကျုပ်နှလုံးနဲ့နိုးစင်80မီလီလီတာတို့ကိုတမအောင်လို့ရောင်းဝှေ့ပြီးတော့ပါမိုးပြားတွေကိုနှက်ပေးလိုက်ပါနှက်ထားတဲ့ပါမိုးပြားတွေပေါ်ကိုနှမ်းနဲ့ဖြူပြီးတော့လေးအီးကြော်ဆက်တဲ့ကိုထည့်လိုက်ပါ180စင်တီဂရိတ်နဲ့10မိနစ်ကိုကြော်ပေးလိုက်ပါမိနစ်နဲ့ငယ်ကြာရင်တော့တစ်ဖက်လှန်ပေးရပါမယ်နောက်ထပ်4မိနစ်ကြော်ဖို့အတွက်ကိုပြားရည်တုပ်ပေးပြီးတော့ဆက်ကြော်ပေးလိုက်ပါမှွေပြီးတော့ကျွတ်နေတဲ့ပြားရည်ပါမိုးကင်ကိုရရှိမှာဖြစ်ပါတယ်နံပါတ်5နိုးစီပါမိုးတုံးလေးများပါမိုးကိုအတုံးသေးသေးလေးတွေကိုလှိလိုက်ပါပကံလုံးထဲမှာကျုပ်နှလုံးတကြားတစ်စုံနဲ့နု100မီလီလီတာကိုတမအောင်လို့ကိုရှောင်းမှွေပေးလိုက်ပါပါမိုးတုံးလေးတွေကိုကျုပ်ရည်တဲကိုထည့်ပြီးတော့တမအောင်လို့ကိုရှော့ပေးလိုက်ပါလေးကြော်ဆက်တဲ့ကိုထည့်ပြီးတော့180ဒီဂရီစင်တီဂရိတ်နဲ့15မိနစ်ကိုကြော်ပေးရပါမယ်မိနစ်နဲ့ငယ်ကြာသွားပြီဆိုတော့တစ်ဖက်လှန်ပေးလိုက်ပါမှွေပြီးတော့ကျွတ်နေတဲ့နိုးစီပါမိုးတုံးလေးတွေကိုရရှိမှာဖြစ်ပါတယ်နံပါတ်6ကျုပ်နှုတ်ရည်ပါမိုးကင်ကျုပ်နှလုံးတကြားတစ်စုံနဲ့နု100မီလီလီတာတို့ကိုတမအောင်လို့ကိုရှောင်းမှွေပါလေးကြော်ဆက်တဲ့ကိုခံထားတဲ့စက္ကူခွက်တဲ့ကိုပါမိုးတုံးလေးတွေထည့်လိုက်ပါရောင်းဝှေ့ထားတဲ့ကျုပ်နှုတ်ရည်ကိုပါမိုးတုံးလေးတွေပေါ်လောင်းထည့်ပြီးတော့တကြားဖြူပေးလိုက်ပါ150ဒီဂရီစင်တီဂရိတ်နဲ့25မိနစ်ကြော်ပေးလိုက်ပါနူးညံ့ပြီးတော့မွေးနေတဲ့ကျုပ်နှုတ်ရည်ပါမိုးကင်ကိုရရှိမှလည်းဖြစ်ပါတယ်